ဒီနေရာကနည်းနည်းအေးလို့လားမသိဘူးပေါ့နော်ဒီအောက်ပိုင်းကိုတော့ဂျီကမလာအောင်အဲ့ဒါကြောင့်မလို့သူ့ရဲ့အပင်တွေကစိတ်စိတ်လေးတွေကြံထားတယ်ပြီးလို့ရှိရင်ဒီမှာကြည့်အားဆိုလို့ရှိရင်အပင်တွေကတော်တော်များများကြံနေပေါ့နော်စိမ့်စိမ့်လေးအပင်စိတ်စိမ့်လေးစိုက်ထားတဲ့အတိုင်းပေါ့ခုနကတော့ကနေရာကြတော့သူကမိုးလေးမိုးချုပ်နေရတဲ့အတွက်ကြောင့်မလို့အိမ်နာတဝိုက်ပဲအပင်တွေကမရှိတော့ဘူးပေါ့နော်အိမ်နာမှာဆိုလို့ရှိရင်အပင်က2ပင်3ပင်ပဲရှိရပေါ့အမှန်တကယ်ဆိုရင်ကျွန်တော်တို့စိုက်ထားတော့ကတော့ဒီလိုမျိုးပေါ့နော်အဲ့ဒါကိုဒီလိုစိတ်စိတ်လေးတွေစိုက်ထားတယ်ခုနကတော့ပြောလို့အမကနေအရန်ရတဲ့အတွက်ကြောင့်မလို့ဂျီကပုံမှန်လာတယ်ပြီးလို့ရှိရင်သူကဒီရဲ့တောနဲ့လည်းနီးလို့လေဒီတောနဲ့အရန်နီးတဲ့ခါကျတော့သူကသူ့အတွက်ကတွာလာရတာလွယ်ကူတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲကြောင့်မလို့သူအိမ်နေရာပဲလာတယ်အိမ်နေရာကအပင်နေဆိုရင်အပင်တော့မရှိတော့ကြည်ဒီဖက်ကအပင်နေဆိုရင်ကြောတန်းစီနေရပဲလက်ဖက်ပင်နဲ့မြင့်တဲ့ဟာတွေအလုံးကနက်နက်ပွင့်နေပဲပေါ့နော်ဒီမှာဒီအောက်ဖက်ဆိုလို့ရှိရင်လည်းအပင်ဒီအလုံးကကြံသေးတယ်ခုနကနေရာကလွဲရင်ပေါ့